ချစ်သူပြူထားပြရိုက်ပြီးတော့ခွာရပါမယ်ပြီးရင်ပစုံကိုစနွေမုံနဲ့အရသာမုံနဲ့စားလို့ကိုထည့်ပြီးတော့နေတာပါမယ်ချစ်သူနေချစ်သူပြူနဲ့အချမ်းဘတ်ရှင်ချမ်းဘတ်တို့ကိုထောင်းလာပါမယ်စီပူလာတာနဲ့နွေးထည့်ပြီးတော့ခုနထောင်းလာတဲ့ဟာတွေကိုထည့်ပြီးတော့စီတက်ပါမယ်အနံလေးမွေးလာပြီဆိုရင်အယောင်တွေမှုတ်ထည့်ပါမယ်ဒီပစုံလေးတွေကိုထည့်ပါမယ်ဒီပုံမျိုးထားပြီးတော့ဒါလေးရမူလာရေးပါကြရင်ပစုံလေးချင်းလုံးလုံးတော့ဒီလေးထည့်ပါမယ်ထည့်ပြီးပုံလေးပြန်ထားပါမယ်ရေတွေခန်းသွားပြီးစီတွေပြန်လာတဲ့အခါမှာအချင်းချိုက်တဲ့သူကအချင်းမကြီးချင်းလေးထည့်ပါမယ်။ဘလို့စီပြန်တဲ့အထိချောင်းချက်ပေးပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။